ဒါဇလန်လေးရဲ့အစပိုင်းမှာတော့တရိတ်ဆန်တွေကိုအလွန်အမန်းချစ်ခင်တတ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်တဲ့မေဘယ်ရဲ့ငယ်ဘဝကိုစတင်မိတ်ဆက်ပေးထားပါတယ်။ငယ်စဉ်ကတည်းကသူမဟာကျောင်းကတရိတ်ဆန်လေးတွေကိုကြောဖို့အိတ်ထဲထည့်ပြီးလွတ်မြောက်အောင်ကူညီဖို့စူးစမ်းခဲ့တဲ့အထိတရိတ်ဆန်တွေအပေါ်စိတ်စေတနာထက်သန်ခဲ့သူပါ။ဒီလိုစူးစမ်းရင်ဖမ်းမိပြီးပြဿနာတွေတက်ခဲ့ရပြီးမြဲသူမရဲ့တရိတ်ဆန်ချစ်စိတ်ကတော့လျော့ပါမသွားခဲ့ပါဘူး။သူမရဲ့မိဘတွေကအဖွားဖြစ်သူရဲ့အိမ်ကိုပို့ဆောင်ပြီးခဲ့ပြီးအစပိုင်းမှာတော့မေဘယ်ဟာစိတ်ဆိုးဒေါသထွက်နေခဲ့ပါတယ်။ဒါပေမဲ့အဖွားဖြစ်သူကသူမကိုတောအုပ်လေးတစ်ခုစီခေါ်ဆောင်သွားပြီးကြောက်တုံးပေါ်မှာငြိမ်သက်စွာထိုင်ခိုင်းခဲ့ပါတယ်။အဲ့ဒီခါမှာတရိတ်ဆန်လေးတွေထွက်လာပြီးမေဘယ်ဟာတဘာဝတရားရဲ့အလှတရားနဲ့ငြိမ်ချမ်းမှုကိုခံစားမိကစိတ်သက်ခွန်အားတွေပြန်လည်ရရှိခဲ့ပါတယ်။နှစ်တွေကြာလာတာနဲ့အမျှမေဘယ်ဟာသူမရဲ့အဖွားနဲ့အတူတောအုပ်ထဲမှာအချိန်ကုန်ဆုံးရင်တရိတ်ဆန်လေးတွေကိုကူညီဆောင်ရှောက်ခဲ့ပါတယ်။ကောလီတက်မဲ့အစားသူမဟာအဖွားနဲ့အတူနေထိုင်ဖို့အတွက်ဒေသခံကောလီတစ်ခုမှာပဲဆက်နေခဲ့ပါတယ်။ဒီလိုနဲ့အဖွားဖြစ်သူနာမကျန်းဖြစ်ပြီးကွယ်လွန်သွားတဲ့ခါမှာတော့မေဘယ်ဟာအဖွားရဲ့အိမ်မှာတယောက်ထေချန်ရေးခဲ့ပါတယ်။အဖွားကွယ်လွန်သွားပြီးနောက်မှာမေဘယ်ဟာအဖွားချစ်ခဲ့တဲ့တောအုပ်လေး The Glade ကိုကာကွယ်ဆောင်ရှောက်ဖို့အတွက်သူမဘဝရဲ့ရည်မှန်းချက်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့မြို့တော်ဝန် Jerry Chenerazo ကတော့အဲ့ဒီတောအုပ်လေးကိုဖျက်ပြီးအဝေးပြေးလမ်းမကြီးဖောက်လို့ဖို့စီစဉ်နေပါတယ်။မြို့တော်ဝန်ကတောအုပ်ထဲကတရိတ်ဆန်တွေအားလုံးဖောက်ခွာသွားပြီလို့အကြောင်းပြပြီးတောအုပ်ကိုဖျက်ဆီးဖို့ကြိုးစားနေတာပါ။မေဘယ်ကတော့ဒီအစီအစဉ်ကိုအပြင်းအထန်ကန့်ကွက်ခဲ့ပြီးမြို့တော်ဝန်နဲ့အမြဲတမ်းထိတ်တိုက်တွေ့နေခဲ့ပါတယ်။မြို့တော်ဝန်ကသူမကို48နာရီအတွင်းလက်မှတ်ပေါင်းများစွာစုဆောင်းဖို့စိန်ခေါ်ခဲ့ပြီးမြဲမေဘယ်ဟာတဏီကုံစူးစမ်းခဲ့ပြီးမြဲဘသူစီကမှလက်မှတ်မရခဲ့ပါဘူး။နောက်ဆုံးမှာတော့နာကြကရိယာတတ်ထားတဲ့အဖိုးအိုတဦးကိုကူညီရင်သူမရဲ့ရည်ရွယ်ချက်ကိုရှင်းပြခဲ့ပြီးမြဲအဖိုးအိုကသူမရဲ့စကားကိုမကြားဘဲကုံ6စရင်ကိုသာလက်မှတ်ထိုးပြီးခဲ့တာကြောင့်မေဘယ်ဟာအလွန်စိတ်ပျက်ခဲ့ရပါတယ်။ဒီလိုနဲ့မေဘယ်ဟာတောအုပ်ကိုကေတင်ဖို့အတွက်နီလန်ရှာရင်ဘီဗာတန်တက်ကတူကသူမရဲ့ပါမောက်ခဒေါက်တာဆမ်ကိုတွားရောက်ပွေဆုံခဲ့ပါတယ်။သူမဟာတောအုပ်ထဲကဆိတ်ကိုပြန်လေတီဆောက်ဖို့အတွက်ဖြန်းတစ်ခေါင်ကိုရှာဖွေဖို့လိုအပ်တယ်လို့ယုံကြည်နေခဲ့ပါတယ်။တညလုံးစောင့်ဆိုင်ပြီးနောက်မှာတော့ဖြန်းတစ်ခေါင်ရောက်လာခဲ့ပြီးမေဘယ်ကလိုက်သွားခဲ့ပါတယ်။ဖြန်းကိုကားတစ်စီးနဲ့ဖမ်းခေါ်သွားတာကိုမြင်တော့မေဘယ်ဟာလိုက်လံရှာဖွေခဲ့ပြီးနောက်ဆုံးမှာတော့တက္ကသိုလ်ကြီးလျှို့ဝှက်ထားဖွေခန်းတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီမှာသူမဟာဖြန်းစိတ်ရုပ်တစ်ခေါင်ကကပ်ပြားနဲ့တခါဖွေပြီးဝင်သွားတာကိုတွေ့လိုက်ရပါတယ်။မေဘယ်ဟာဖမ်းမိသွားခဲ့ပြီးအဲ့ဒီဓာတ်ဖွေခန်းကသူ့တီတီတွေဟာဒေါ်တာဆမ်နဲ့သူမရဲ့လှုပ်ဖော်ခိုင်းဘက်တွေဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီဓာတ်ဖွေခန်းမှာပဲမေဘယ်ဟာဟော့ပါစ်လို့ခေါ်တဲ့အစီအစဉ်တစ်ခုအကြောင်းကိုသိရှိခဲ့ရပါတယ်။ဒီအစီအစဉ်ဟာလူတစ်ယောက်ရဲ့စိတ်အာရုံကိုစက်ရုပ်တရိတ်ဆန်တစ်ခေါင်ထိထိပ်ပြီးတရိတ်ဆန်တွေနဲ့တိုက်ရိုက်ဆက်သွင်းနိုင်တဲ့အစိမ့်မြင့်နည်းပညာတစ်ခုဖြစ်ပါတယ်။မေဘယ်ဟာဒီနည်းပညာကိုအသုံးပြုပြီးတောအုပ်ထဲကတရိတ်ဆန်တွေကိုစီယုံကမြို့တော်ဝန်ရဲ့အစီအစဉ်ကိုတားဆီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒေါ်တာဆမ်ရဲ့ကန့်ကွက်မှုတွေကိုမနာခံပဲသူမဟာဖြန်ဆက်ရုပ်တစ်ခေါင်ထိကိုသူမရဲ့စိတ်အာရုံကိုပြောင်းရွှေ့ပြီးဓာတ်ဖွေခန်းကနေထွက်ပြေးခဲ့ပါတယ်။ထွက်ပြေးနေစိမ့်မှာပဲဇီခွက်တစ်ခေါင်ကသူမကိုဖမ်းဆုပ်ပြီးတောအုပ်ရဲ့အနက်ရှင်ဆုံးနေရာကိုပြစ်ချခဲ့ပါတယ်။မေဘယ်ဟာဖြန်ဆက်ရုပ်ခန္ဓာကိုယ်နဲ့နိုးထလာတဲ့အခါမှာတော့တရိတ်ဆန်တွေရဲ့ဘာသာစကားကိုနားလည်နိုင်တာကိုအံ့ဩစွာတွေ့ရှိပါတယ်။သူမဟာပြင်းလိနေတဲ့ဖြန်တစ်ခေါင်ဖြစ်တဲ့လူဖ်ကိုဝဝမအေလန်စီကနေတီးတင်ခဲ့ပြီးမြဲအေလန်ကတော့ရေကန်စီးမြင့်အရာလူဖ်ကိုစားကိုရှိတယ်လို့ပြောခဲ့ပါတယ်။မေဘယ်ဟာတရိတ်ဆန်တွေရဲ့ဘရင်ဖြစ်တဲ့ကင်းဂျော့ချ်နဲ့တွေ့ဆုံခဲ့ပြီးတရိတ်ဆန်တွေရဲ့ကြီးမားတဲ့အတိုင်းဝိုင်းဖြစ်တဲ့စူပါလော့ချ်အကြောင်းကိုသိရှိခဲ့ရပါတယ်။သူမဟာတရိတ်ဆန်တွေဘာကြောင့်တောအုပ်ကနေထွက်ခွာသွားရတယ်လဲဆိုတဲ့အကြောင်းရင်းကိုရှာဖွေရမှာမြို့တော်ဝန်ချယ်ရီကတရိတ်ဆန်တွေပဲကြားနိုင်တဲ့စူညံတန်တွေထုတ်လွှတ်တဲ့တစ်ပင်တူတွေကိုစိုက်ထားတာကြောင့်ဖြစ်မှန်းကိုသိလိုက်ပါတယ်။မေဘယ်ဟာအဲ့ဒီတစ်ပင်တူတွေကိုဖျက်ဆီးပစ်လိုက်တဲ့အတွက်တရိတ်ဆန်တွေအားလုံးတောအုပ်ထဲကိုပြန်လေရောက်ရှိလာပြီးသူတို့ရဲ့နေအိမ်ဖြစ်တဲ့အစိတ်ကိုလည်းပြန်လေတီဆောက်ချခဲ့ကြပါလေ။မေဘယ်နဲ့ကင်းချော့ချ်တို့ဟာတယောက်နဲ့တယောက်ရင်းနှီးလာပြီးသူတို့ရဲ့ဘဝအကြောင်းတွေကိုပြောပြရင်းခင်မိမှုတွေတိုးပွားလာခဲ့ပါလေ။ဂျော့ချာသူ့အဖေကမောင်းထုတ်ခဲ့တာကြောင့်ဘရင်ဖြစ်လာရတာကိုမေဘယ်ကိုပြောပြခဲ့ပါလေ။ဂျော့ချာမေဘယ်ကိုသူ့ရဲ့ကိုကြီးအကြံပြီး Paw of the King ဖြစ်လာဖို့တောင်းဆိုခဲ့ပါလေ။ဒါပေမဲ့ရိုးတော်ဝန်ချယ်ရီကတော့တရိတ်ဆန်တွေပြန်ရောက်လာတာကိုမြင်ပြီးဒေါသထွက်ကစိတ်ကိုဖောက်ဖွေပြီးပိတ်ပင်တူတွေတတ်ထပ်ပြတတ်ထွက်ခဲ့ပါလေ။ဒီအခါမှာမေဘယ်ကကင်းချို့ကိုတရိတ်ဆန်ကောင်စီနဲ့အစီအဝေးလုပ်ဖို့စီစဉ်ခဲ့ပါလေ။ကောင်စီမှာဖားဘကြီးငါးဘကြီးမှငွေဘကြီး3ဦးနဲ့အင်ဆက်ဘကြီးမှလိပြားနဲ့သူမရဲ့သားဖြစ်တဲ့ဘူကောင်လေးတို့ပါဝင်ပါလေ။ကောင်စီကမေဘယ်ရဲ့စိုးရိမ်မှုတွေကိုချက်ချင်းပဲချခဲ့ပြီးမြဲမေဘယ်ကမျိုးတော်ဝန်ချယ်ရီဟာတောအုပ်ကိုဖျက်ဆီးပြီးနောက်မှာတခြားတရိတ်ဆန်တွေစီကိုပါလာရောက်ဖျက်ဆီးလိမ့်မယ်လို့စိတ်အားထိတ်ချွာပြောဆိုခဲ့ပါလေ။ဒီစကားကြောင့်အင်ဆက်ဘကြီးမှမျိုးတော်ဝန်ချယ်ရီကိုတပ်ဖြစ်ဖို့ဆုံးဖြတ်ခဲ့ပါလေ။မေဘယ်ကဒီလိုအကြံဖတ်ဖြစ်ဖို့စူးစမ်းရင်မတော်တဆအင်ဆက်ဘကြီးကိုတပ်မိခဲ့ပါလေ။ဒီအဖြစ်ပြက်ကြောင့်မေဘယ်ကတရိတ်ဆန်တွေရဲ့ရန်သူဖြစ်သွားပြီးကင်းဂျော့ချ်နဲ့အတူတရိတ်ဆန်တွေရဲ့လိုက်လံဖန်ဆီးခြင်းကိုခံရခဲ့ပါလေ။သူတို့ဟာစူပါလော့ချ်ကနေထွက်ပြေးခဲ့ကြပါလေ။ဂျော့ချာမေဘယ်ကိုသူ့ရဲ့အခွင့်အာဏာကိုထိခိုက်စေခဲ့တဲ့အတွက်စိတ်ဆိုးခဲ့ပါလေ။ဒါပေမဲ့မေဘယ်ကသူ့ရဲ့ခံစားချက်တွေနဲ့ဘာကိုမှပြောင်းလဲနိုင်ဆိုင်ရှိတဲ့သူ့ရဲ့စိတ်မလုံးကြုံမှုတွေကိုပြောပြခဲ့တဲ့အတွက်ဂျော့ချာချယ်ရီကိုကေတင်ဖို့ကူညီဖို့သဘောတူလာခဲ့ပါလေ။သူတို့ဟာထုံးလီဆက်အီလန်နဲ့လူဖ်တို့နဲ့ပြန်လည်ပေါင်းစည်းခဲ့ကြပါလေ။ဒီအချိန်မှာပဲအင်ဆက်ဘရင်ရဲ့သားဖြစ်တဲ့ထီတူစာပိုအင်ဖွဲ့ပြီးလိပြအဖြစ်ပြောင်းလဲသွားခဲ့ပါလေ။သူဟာအင်ဆက်ဘရင်အသည့်ဖြစ်လာပြီးလူသားတွေကိုလက်စားချိဖို့အတွက်အန်အီဖတ်စပရီတာတယောက်ကိုခေါ်ယူပြီးမျိုးတော်ဝန်ချယ်ရီကိုတပ်ဖြစ်ဖို့ကောင်စီကိုတောင်းဆိုခဲ့ပါလေ။နောက်တစ်နေ့မှာတော့မျိုးတော်ဝန်ချယ်ရီဟာပို့ရပြန်ရွေးချယ်ရေးစီရှုံပွဲကိုတွားဖို့ပြင်ဆင်နေပါလေ
သူ့ကိုဝိရနေတဲ့ခက်တွေကိုတော့သူ့စတီမှာထားမိခဲ့ပါတယ်။မိဘနဲ့ချိုးတို့ဟာဂျယ်ရီရဲ့ကားတွေကိုခိုးဝယ်ခဲ့ပြီးသူ့ရဲ့ဖောင်က text to speech ကိုအသုံးပြုပြီးဂျယ်ရီလေးဆက်သွယ်ခဲ့ပါတယ်။ဒီအချိန်မှာပဲနှစ်တွေကအန်အီဖတ်စပရီတာဖြစ်တဲ့ထိုင်အန်ကိုခေါ်ယူပြီးမြို့တော်ဝန်ဂျယ်ရီရဲ့ကားပေါ်ကိုပြချဖို့ကြိုးစားခဲ့ပါတယ်။ဒေါ်တာဆန်နဲ့သူ့မရဲ့လူဖော်ခိုင်းဘက်တွေလေးလိုက်ပါလာပြီးမိဘကိုဖြန့်ဆက်ရုပ်ထဲကနေပြန်ထွက်ဖို့ကြိုးစားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Mabel နဲ့ George တို့ဟာဒါရင်ရဲ့တိုက်ခိုက်မှုကိုရပ်တန့်နိုင်ခဲ့ပေမဲ့ကားကတရားပေါ်ကနေပြုတ်ကျပြီးပျက်စီးသွားခဲ့ပါတယ်။ဒေါက်တာဆမ်ဟာသတိမေ့မျောနေတဲ့ Mabel ကိုဖြန့်ဆက်ရုပ်ထဲကနေပြန်ထွက်အောင်လုပ်ပေးခဲ့ပါတယ်။ဒီအဖြစ်အပျက်ကြောင့် George ဟာအမှန်တရားကိုသိသွားပြီးထိတ်လန့်ခဲ့ရပါတယ်။ကောင်စီကသူတို့အားလုံးကိုဒေါက်တာဆမ်ရဲ့တက်ခွဲခန့်ကိုခေါ်ဆောင်သွားခဲ့ပြီး Jerry နဲ့ Mabel တို့ကိုကြိုးတုပ်ထားခဲ့ပါတယ်။ဒေါက်တာဆမ်နဲ့သူမရဲ့လုပ်ဖော်ကိုင်ဘက်တွေကိုလည်းဒါဇာခံအဖြစ်ဖမ်းဆီးထားပြီး Jerry ရဲ့ပုံတူစက်ရုပ်ကိုဖန်တီးခိုင်းခဲ့ပါတယ်။သူတို့ဟာကောင်စီရဲ့အစီအစဉ်ကိုသိရှိခဲ့ရပါတယ်။ Titus ဟာ Jerry ရဲ့ပုံတူစက်ရုပ်ထဲကိုဝင်ရောက်ပြီးစီယုံရေးဖွဲကိုတက်ရောက်ကတစ်ပင်တူတွေကနေစူးညံတန်းတွေထုတ်လုပ်ပြီးလူသားတွေကိုတပ်ဖြတ်ကသူတို့ရဲ့အုံနောက်တွေကိုဖျက်ဆီးဖို့ကြိုးစားနေတာပါ။ Mabel နဲ့ Jerry တို့ဟာသူတို့ရဲ့ကွဲပြားမှုတွေကိုဘေးဖယ်ထားပြီးပူးပေါင်းဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Mabel က Jerry ကိုဖြန့်စက်ရုပ်ထဲကိုပြန်ဝင်ခိုင်းပြီးသူတို့နှစ်ယောက်လုံးကိုလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။စီယုံရေးဖွဲမှာ Mabel ဟာ Titus ကိုစကားပြောပြီးဆုံးမဖို့ကြိုးစားခဲ့ပေမဲ့ Titus ကတော့နောက်ဆုတ်ဖို့ညှင်းဆန်ခဲ့ပြီးလူသားတွေကိုတပ်ဖြတ်ပြီးရင်တခြားတရိတ်ဆန်တွေကိုပါအုပ်ဆိုးမယ်လို့ပြောခဲ့ပါတယ်။တစ်ပင်တူတွေပြိုကျလာတဲ့အခါ Titus ဟာနောက်ဆုံးကြံရှိနေတဲ့တစ်ပင်ပေါ်ကိုပြေးတက်ပြီးအသက်သွင်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့မျက်နှာကပြုတ်ထွက်သွားပြီး Jerry ရဲ့လုတ်ချထားတဲ့ဖုံကိုအသက်သွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။တစ်ပင်ပြိုကျပြီးစက်ရုပ်ကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ Titus ကိုလည်းဖားပြီးရင်ကစားပစ်ခဲ့ပါတယ်။ဒီလိုရှုပ်ထွေးပွေလီတဲ့အခြေအနေတွေချားမှာပဲတောအုပ်ထဲမှာတိုးမီလောင်ကျွမ်းမှုဖြစ်သွားခဲ့ပါတယ်။ Mabel နဲ့ George တို့ဟာဆက်သွယ်လို့မရတော့ပေမဲ့ George က Mabel ကိုကူညီဖို့ဆုံးဖြတ်ခဲ့ပြီးသူ့ရဲ့တရိတ်ဆန်တွေကိုစေကိုဖြတ်ချပြီးမီးငိမ့်တပ်ဖို့အမိန့်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့မြို့တော်ဝင် Cherry ဟာသူ့ရဲ့အမားကိုသိမြင်သွားပြီးအဝေးပြေးလမ်းမကြီးကိုတခြားနေရာကနေပြောင်းဖောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တောအုပ်လေးကိုလည်းဘီးမေတော်အဖြစ်သတ်မှတ်ပြီးခဲ့ပြီး Mabel နဲ့အတူတောအုပ်ကိုပြန်လည်ပြုပြင်ခဲ့ကြပါတယ်။ Mabel ဟာကောလိပ်ကနေဖွေးရသွားတဲ့အခါ Hoppers အစီအစဉ်မှာဒေါက်တာဆမ်ရဲ့အကူအညီအဖြစ်ဝေရောက်လှုပ်ကိုင်ခဲ့ပြီးသူတို့ရဲ့အနာဂတ်သုတေသနတွေမှာပါဝင်ခဲ့ပါတယ်။ Mabel ဟာတောအုပ်ထဲကိုပြန်သွားပြီး King George နဲ့အတူသူမရဲ့အဖွားနဲ့အတူထိုင်ခဲ့ပူတဲ့ကြောက်တုံးပေါ်မှာထိုင်ခဲ့ပါတယ်။သူတို့ဟာစကားပြောလို့မရတော့ပေမဲ့ George က Mabel ကဖုန်းက text to speech စနစ်ကိုအသုံးပြုပြီးစကားပြောခဲ့တာကြောင့်တငယ်ချင်းကောင်းတွေအဖြစ်ဆက်လက်ရှိနေခဲ့ကြပါတယ်